ကဲဒီကညီလေးဘာကိစ္စလဲ ထူးရှိလား ဟမ် ထူးရှိလားလို့ ဟာထူးရှိအောင်ဒီကစင်တင်းကုန်မဟုတ်ဘူးဒါအေး ဟာဒီကထူးဆိုရင်ငမနဲ့လူမေးတာဗျာ အဲ့ဒါဆိုလဲနာမည်ရှိမှဦးလေးကိုလေးတက်ခေါ်ပါလား မဟုတ်ဘူးဒီအိမ်ကပုဂ္ဂိုလ်ကြီးကသူ့နာမည်ထူးတစ်လုံးလဲဆိုလို့ထူးလို့မေးတာ ဒီနေ့စကားပြောတာအဆင်ပြေပါဘူးကွာလာအိမ်ထဲမှာရှိတယ် ကောင်းသေးတယ်တကယ်လာကွာကြည်စမ်းဝင်လာတယ်ထိုင် ထူးနဲ့တွေ့တော့မှကျွန်တော်လည်းထူးထူးခြားခြားရဖြစ်သွားတော့ ဘာထူးတာလဲ ဟိုထူးကကျွန်တော်တို့ဝါသနာတွေကိုလာစသွားတော့ကျွန်တော်အိမ်ကိုပြောကြည့်တယ်အိမ်ကလူကြီးကလုံးတယ် ဟုတ်တယ်ဗျာအင်းကလူကြီးတိုင်းရင်းတော့ဒီကိစ္စကိုလုံးဝအောင်ပြီအခုဘာစိတ်ကူးပေါက်သွားလို့လဲ ဘာလဲ ချရတယ် ကောင်းထူးနဲ့တွေ့ရင်အားလုံးထူးခြားသွားစေရအဲ့တော့မင်းတို့နှစ်ယောက်ဟာအနုပညာလောကထဲဒါဝင်ထိုးချလိုက်ပြီပေါ့ ဟုတ်ကဲ့ ခေါင်းသူ့မှာအားရတိုးကုန်နော်အဲ့တော့ဒီတရက်နှစ်ရက်အတွင်းမှာကောင်းလျှော်ရရှမ်ပူကြော်ညာတစ်ခုရဖို့ရှိတယ် ကျွန်တော်တို့ပါမှာလား ဘာလို့ဘာမှမတက်ဘူးရင်းဦးဆုံးလေးလာနော်အဲ့မင်းတို့နှစ်ယောက်လာခဲ့ ကျွန်တော်ဘယ်လိုလဲ ဟုတ်လား ကားလူလိုက်မလေးနဲ့လိပ်စာပေးခဲ့ ဟုတ်ကဲ့ ငဲ့ဒါချာဒီကလေးတွေရဲ့လိပ်စာကိုယူထားလိုက်ပြီးတော့သူတို့အတွက်အေးအပူယူခဲ့နှမျိုးစီမှတ်ထားဒါသူ့ရဲ့ secretary ငဲ့ တွေ့ရတာဝမ်းသာပါတယ် မှန်တာပါလေကျွန်တော်နာမည်ကိုအကြမ်းပြင်းတော့ငှက်လို့ပဲမှတ်ထားပါဦးကျွန်တော်တရုတ်ဆောင်ဖြစ်တဲ့ခါကျတော့ဒီနာမည်ကျွန်တော်ချင်းပြပါ ဘာချင်းပြီးမှငှက်ကလက်ဓာလို့ချိန်ပါ အဆင်ပြေတယ်ဗျာ အပူလေးလူလာရင်စကားပြောချင်းပြီးသွားအေးမြင်မြင်လုပ်ခဲ့ ဟုတ်ကဲ့ သိရှုပ်ချင်းရမလား ဟုတ်ရပါရပါ ရာရေးစီပြောမယ် ဟုတ်ကဲ့ နော် ဘာလို့လဲကိုတော့ရေကူးနေရလေ အဲ့ဒါရေကူးလားဟာအေယာဝတီမြစ်ထဲမှာခွေးလေးတွေလေရေနိခါကြီးရက်ကန်ဖြစ်နေတာပဲရေကူးရတယ်အမေရီးနေငါစူးနေတာမျက်နှာဘုတ်တက်ဆန်းမျက်နှာဘုတ်တက်လိုက်ဆန်းဟမ်အမူအရာလောက်ရမှာပြစ်စလက်ခတ်ပြီးကူးနေတာကိုကမိတ်ကလေးလှလှပပကူးပါလား ဟာဥထမရေကဘလို့မြင်လို့ရ ရတယ်တိတ်ရတာပေါ့တခြားရုပ်ရှင်မင်းသမီးတွေအမူအရာတို့နေတော့မတွေ့ဘူးလား သူများတို့မကိုင်းမှာ အမေပြောလိုက်ရင်မလျှော့ဘူးသွားအခေါက်ပြန်ကူလှလှပပလေးကူးခဲ့လား ဥထမကြလေ နာကြီးနေလေတရပါလေကြည့်ရတာနာဝါဆိုညဘယ်လိုက်ကွာ